ပုံမှန်ဆိုတော့ဒီ Burmese hype ကနေ sneaker တွေ streetwear culture တွေအကြောင်းပြောလို့ရှိတာဒီတစ်ခေါက်တော့ Onplease ရဲ့ဒီ fashion ဆိုတာဒီရှုပ်ထွေးမှထူးခြားတာမဟုတ်တဲ့အကြောင်းအားလုံးနဲ့တူပြန်ပြီးတော့ sharing လုပ်ပေးခဲ့တယ်ပါဒီနေ့တော့ကျွန်တော် modern menswear လောကရဲ့အရေးပါတဲ့ line တစ်ခုအကြောင်းကျွန်တော်ပြပြပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီ line က style ကြတာလှတာဘာညာထက်ဒီ concept အရာလုံးဝ perfect ဖြစ်လို့ねသူ့အကြောင်းကိုလေ့လာပြီးတော့ပိုသိသွားရင်ဒီ line ကိုပို့ပြီးတော့ appreciate ပိုဖြစ်လာမယ်လို့ထင်တယ် Onplease အကြောင်းကိုပြောမယ်ဆိုရင် Issey Miyake အကြောင်းကိုကျွန်တော်ရင်ပြပြပါမယ်ဆိုတော့ Issey Miyake က Paris ရဲ့ဒီ fashion system မှာ fashion show တွေချပြခဲ့တဲ့ Japan designer ဒီ first wave တွေကတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့1980ကျော်တွေကဒီ fashion show ကြီးစပြီးတော့ Paris မှာလုပ်ခဲ့တယ်Yohji Yamamoto တို့ Komdega ဆိုတဲ့ဒီ Rei Kawakubo တို့ဆိုတာဒီ1980ကျော်လောက်မှဒါ second wave အနေနဲ့ဒါဝင်လာတာပေါ့နော်ဆိုတော့ Issey Miyake နဲ့တူတူထဲမှာဆိုရင်ဒီ Kenzo Takada တို့ Hanemori တို့ Kansai Yamamoto တို့ designer တွေပါတယ်ဆိုတော့သူတို့တယောက်စီကသူတို့ရဲ့ထင်ရှားတဲ့ဒီ design concept တွေရှိတယ်ဆိုတော့ Issey Miyake ကကြတော့ဒါအဝတ်စားနဲ့ပတ်သက်ရင်fashion နဲ့ပတ်သက်ရင်ဒီဝတ်ဆင်တဲ့သူရဲ့ဒီလှုပ်ရှားမှုတွေနောက်ဒီအဝတ်စားကိုဒီနည်းပညာနဲ့ပေါင်းစပ်တာတွေနောက်ဒီဂျပန်ရိုးရာတွေကိုဒါ innovation တွေလုပ်တယ်နောက်ဒီအဝတ်စားနဲ့ပတ်သက်ပြီးဒီ system တစ်ခုဖန်တီးရတဲ့ဒါသူကထင်ရှားတယ်ပေါ့နော်သူ့အတွက်ကျတော့အဝတ်စားဆိုတာဒါ problem solving သဘောပဲအဝတ်စားကဒီဝတ်တဲ့သူရဲ့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုမျိုးသဘာဝကျကျလှုပ်ရှားနိုင်မလဲဆိုတာကိုပဲအမြဲတမ်းသူကဒါ question ထုတ်နေတဲ့သူပေါ့နော်ဆိုတော့သူ့ဖန်တီးမှုတွေကအမြဲတမ်းဒီ fashion အပြင်ဒါ product design တွေ engineering တွေအမြဲပါနေတယ်အခုပြပြမဲ့ဒီ Onplease ရလဲဒီအဲ့ဒီ concept ကပဲဒါလာတယ်လို့ပြောလို့ရတယ်ဆိုတော့ခုနပြောလို့ဒါ Issey Miyake ကအဝတ်စားကိုအလှပအနေနဲ့မသတ်မှတ်ဘူး Onplease မတိုင်ခင်တည်းကဒါ Issey Miyake က origami လို့ဒါစက်ကူခောက်တဲ့ပညာရပ်ကိုဒါအဝတ်စားဖန်တီးမှုတွေမှာသုံးတယ်Onplease ရလဲဒါအဲ့ရလာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ Onplease line ရဲ့အဓိက product တွေကဒါ pleating လို့ခေါ်တဲ့ဒီပညာကိုသုံးထားတဲ့ product တွေပါဆိုတော့ pleat တွေကဒါကျွန်တော်တို့ဝက်ဆိုက်မှာအထူးသဖြင့်ဒီ main ကလေးဝက်ဆိုက်မှာမြင်ရလေးရှိတယ်ဒီမှာတော့ဒါဘာဂျာတွန်းလို့ဘာဂျာသားလို့ခေါ်ကြရပါတော့ဆိုတော့ပုံမှန်ကျွန်တော်တို့မြင်နေကြ pleat တွေကကြတော့ဒီ fabric ကိုဒါ pleat လုပ်တဲ့ဒီမိုးထဲထည့်ပြီးတော့ဒါ pleat ဖြစ်အောင်အချက်လိုက်ပေါ့နော်ဒါလိမ့်လိုက်လေးလုပ်ပြီးတော့မှကိုလုံးမဲ့ဝက်စားပေါ့ဥမာအင်ကြီးဆိုလဲအင်ကြီးခေါင်းဝင်ဆိုလဲခေါင်းဝင်ဆိုပြီးတော့ဒါပြန်ပြီးတော့ချုပ်လေးရှိတယ်ဆိုတော့ဒီ Onplease မှာကြတော့အဲ့လိုမဟုတ်ဘူးproduct ကိုအရင်ဒါကတ်န်ဆွန်းလောက်လိုက်တယ်ချုပ်လိုက်တယ်ပေါ့နော်များသောအားဖြင့်ဒါတကယ်ထွက်လာမဲ့ဝယ်စား site ထက်ဒါ2ဆ3ဆကြီးတဲ့ဒီ oversize ကိုအရင်ချုပ်လိုက်တယ်ပြီးမှအဲ့ဒီအထည်ကိုဒါ layer တွေကြားညှက်လိုက်ပြီးတော့ဒါပူပေးပြီးတော့ဒီ permanent pleat ဖြစ်အောင်လုပ်လိုက်တယ်ဆိုတော့အဲ့ဒီ technique ကိုဒါ garment pleating လို့ခေါ်ပြီးတော့ဒီဖန်တီးမှုကဒါ Issey Miyake အတွက်ကောဒီ fashion လောကအတွက်ကောဒါလုံးဝထူးခြားပြီးတော့အရေးပါတဲ့ innovation တစ်ခုဖြစ်လာခဲ့တယ်။ဘာထူးခြားတာလဲဆိုတော့ဒီအဝတ်စားကိုချုပ်ပြီးမှ pleat လုပ်တာဖြစ်တဲ့အတွက်သူ့စိတ်ကြိုက်ပေါ့နော်ဘယ်နေရာကိုဘယ်လို pleat လုပ်မယ်ဆိုတာကိုဒါလုပ်ယူလိုက်လို့ရတယ်။နောက် Issey Miyake ရဲ့ pleating တွေကရိုးရိုးအင်ကြီးတွေလိုဒီခောက်လိုက်ရင်လည်းဒီတွန့်ရ wrinkle တွေဖြစ်မသွားဘူး။ကြေလည်းမသွားဘူး။ pleat တွေပါဒီလိုပြေသွားမှလည်းစိတ်မပူအောင်အကျန်းလဲခံတယ်ပေါ့လဲပေါ့တယ်နောက်ရေချောက်တာလည်းအရင်မြန်တယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီ pleat တွေကဒီအလှအတွက်ပဲထုတ်ထားမှာမဟုတ်ဘူးဒီ Onplease line တစ်ခုလုံးကိုဒီ Issey Miyake က system တစ်ခုလိုဖန်တီးထားတယ်ဆိုတော့ဒီ pleat အထည်တွေအတွက်ဒီ fabric ရွေးတာနောက်ချီထိုးတာတွေဒီ tension တွေနောက် pleat အတွန့်တွေရဲ့အထူပါနောက်ဒီအပူပေးရဲ့ setting အကုန်လုံးကိုသူကဒါ system တစ်ခုအနေနဲ့ဖန်တီးပြီးတော့တေချာရွေးထားတယ်ဒီ Issey Miyake ရဲ့ team ထဲမှာဆိုရင်ဒါအင်ကြီးချုပ်တတ်တဲ့သူတွေပဲမဟုတ်ဘူးဒီ engineer တွေနောက် origami ခောက်တဲ့သူတွေအစသဖြင့်အကုန်ပါပဲပေါ့နော်အားကြောင့်မို့လဲဒီ Onplease ရောဒီ Issey Miyake ဖန်တီးရဲ့ဝန်စားတွေကနီးပညာတွေလို့ဒါ fashion လောကလူတွေကပြောလို့ရှိရပါတော့ဆိုတော့ဒီ Onplease ကို2013မှာစပြီးတော့ launch လုပ်ခဲ့တယ်ဒါပေမဲ့ pleating ကတော့1988ခုနှစ်မှာတည်းကဒါစပြီးတော့မိတ်ဆက်နေပြီ1990ခုနှစ်တည်းမှာတည်းက please ဆိုတဲ့နာမည်နဲ့pleated garment တွေကိုဒါအမျိုးသမီးတွေအတွက်တတ်ထုတ်တယ် Issey Miyake မှာကဒီ please အပြင်ဒီပိတ်စအပြားလိုက်ကြီးကနေပြီးတော့ဒီဝတ်စားတစ်ထည်လုံးဖြစ်အောင်ပေါ့နော်လုံးဝ traditional ဒီ dress making technique တွေမသုံးဘူးဒီ computer ချီတိုးတွေနဲ့ဒီ ready to wear ဖြစ်အောင်ဖန်တီးရဒီ epoch လို့ခေါ်ရဲဒီ a piece of cloth ဆိုရဲဒီ clothing line တွေလည်းရှိတယ်နောက်ဒီ Onplease line ရဲ့အဓိက philosophy ကကြောင့်ဒီ body ကိုလိုက်ပြီးတော့ adapt လုပ်တဲ့ဝတ်စားဖြစ်ဖို့နောက်ဒီအလှကြီးပဲမဟုတ်ဘဲနဲ့ပေါ့နော်ဒီဝတ်တဲ့သူရဲ့နေစဉ်ဘဝမှာလည်းအသုံးဝင်ဖို့ပေါ့ဆိုတော့ကျွန်တော်မြင်နေကြဒီမျိုးသားဝတ် tailoring တွေလည်းလုံးဝမတူဘူးကျွန်တော်ဒီ shoulder တွေဆို structure တွေဆိုဒီခါတောင်းတောင်းကြီးတွေပခုံးတောင်းတောင်းကြီးတွေမဖြုတ်ဘူးဒီအဝတ်စားကနေပြီးတော့ဒီpowerful ဖြစ်တယ်ဆိုတော့ပြမယ်အထာမျိုးကိုကျွန်တော်တို့ဒီ Onplease မှာမမြင်ရအောင်ဆိုတော့အဲ့ဒီစားကျွန်တော်တို့ဒီ blazer jacket ဆိုလဲဒီလုံးဝ relax fit တဲ့ cut ပုံစံကိုမြင်ရတယ်။နောက်ခါးနေရာတွေမှာထောက်တွေပါထည့်ထားမျိုးတောင်းတောင်းကြီးမမြင်ရဘူးပေါ့နော်။နည်းနည်းပို့ပြီးတော့ဒီ elastic ဖြစ်တဲ့အထာကိုပို့မြင်ရတယ်။နောက်တစ်ခုကကျပေါ့တယ်ဒီလေဝင်တွေထက်ကောင်းတယ် breathable ဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါကဒီ fashion လောကလူတွေကဒါဟို intelligent comfort လို့လည်းခေါ်ကြတယ်။ဆိုတော့အဲ့ဒါကဒီဘက်ခေတ် modern menswear အတွက်အများကြီးအဆင်ပြေတယ်။ဘာလို့လဲဆိုတော့ဒီဘက်ခေတ်မှာ
လူတွေကဒီခီးအများကြီးသွားရတယ်ရုံးမာကြီးပဲထိုင်မနေရဘဲနဲ့အပြင်သွားရတာမျိုးရှိရဒီ modern ဒီ hybrid work culture အတွက်လည်းအရင်ဆင်ပြေတယ်ဒီ open space ကိုဝတ်ထားတဲ့သူကအချိန်ကြာကြီးထိုင်ဖို့လည်းအဆင်ပြေတယ်လမ်းလျှောက်ပြီးတော့လှုပ်ရှားသွားလာဖို့အတွက်လည်းအဆင်ပြေတယ်ဆိုတော့လေပေါ်မှာဝတ်သွားပြီးတော့တခါတည်းဒီ meeting တွေပဲပြေးတက်လိုက်လို့လည်းရတယ်ပေါ့နော်လုံးဝ all in one uniform တစ်ခုလိုပဲဒါ open space ကဖန်တီးထားတယ်ဒီ open space မှာဒီ key elements တွေကဒီ boxy ဖြစ်တဲ့ shape တွေပါတယ်ဝတ်စားတွေကဒီပြပြလေးဒီ flow ဖြစ်နေတဲ့ထားမျိုးပို့ပြီးတော့သွားတဲ့အင်ဂျင်တွေများတယ်ဘောင်းမီဆိုရင်တော့ဒါအများစုကတော့ crop ဖြစ်တဲ့ဒီ taper ဖြစ်တဲ့ look ရှိတဲ့ဘောင်းမီတွေကိုပို့ပြီးတော့ထုတ်တယ်ပေါ့နော် product တွေအကုန်လုံးကဒီ branding လုံးဝမပါဘူးလို့ပြောလို့ရတယ်အင်ဂျင်ဒီ coat ကဒီ neck tag တော့မပါဘူး branding တွေဒီ graphic တွေထပ်ပေါ့နော်ဒီဝတ်စားရဲ့ form တွေ shape တွေကိုပို့ပြီးတော့ဒီ on piece မှာဦးစားပေးထားတယ်pleat တွေကဒီ downlight ဒီ vertical line တွေဆိုတော့ဒီ body ကိုပို့ပြီး elongate ဖြစ်တဲ့ပုံစံမျိုးသွားပြီးတော့ပေါ့နော် relax ဖြစ်တဲ့ look ကိုပို့ရတယ်နောက်ထပ်ဒီ on piece မှာထူးခြားတဲ့အချက်ကဘာလဲဆိုတော့ modular layering system လို့ခေါ်ရတာပေါ့နော်ဘာလဲဆိုတော့ဒီ on piece လမ်းထွက်သမျှအဝတ်စားတွေကတစ်ထည်ချင်းလဲဝင်လို့ရတယ်လို့တခြားတစ်ထည်နဲ့တစ်ထည်တွဲပြီးတော့လဲဝင်ရင်လဲတိုက်မနေဘူးပေါ့နော် conflict ဖြစ်မနေဘူးဒီ line လုံးကဒီ system တစ်ခုအနေနဲ့ကိုတွားထားတာပေါ့နော် outfit look တစ်ခုဆိုတာထက်ဒီ on piece ကဒီခေါင်းစအခြေဆုံးဝင်ရင်လုံးဝဒီ outfit system တစ်ခုလိုဖြစ်သွားတယ်ဆိုတော့အဝတ်စားတွေကိုဒီ lego piece တွေလိုလုပ်ထားရပေါ့နော်နောက်တစ်ခုကကျတော့ဒီအယောင်တွေကလည်းအကုန်လုံးကဒီလုံးဝ muted palette တွေကြီးပဲနက်ရောင်တို့ခဲရောင်တို့အပြာရောင်တို့နောက်စိမ်းရောင်တို့နောက် seasonal ဝတ်ထွက်တဲ့အရောင်တွေပေါ့နော်အခုကျွန်တော်ဝတ်ထားတဲ့လိမ္မောင်လိုမျိုးတွေဆိုရင်ဒါတွေအကုန်လုံးကပေါ့နော်တွဲဖက်ပြီးဝတ်လို့ရတဲ့ piece တွေကြီးပဲအဲ့တော့ on piece မှာဒီပုံမှန် designer brand တွေလိုမျိုးseason တစ်ခုနဲ့တစ်ခုပေါ့နော်theme မတူတာတို့ထားပါတော့အရင် season ကောင်းပွင့်ဖြစ်လိုက်နောက် season ကကျတော့ဒီ Eastern ဘက်သွားလိုက်အဲ့လိုမျိုးတွေမရှိဘူးဒီနှစ်ရာသီမှာဝယ်ထားတဲ့ piece တစ်ခုကနောက်ရာသီမှာထွက်မဲ့ piece နဲ့လည်းတွဲပြီးဝယ်လို့ရတယ်အထူးသဖြင့် vest တွေပါဆိုရင်တော့ဘယ်ဟာနဲ့ဖြစ်ဖြစ်လိုက်ဖက်နေပေါ့နော်blazer ဝယ်လိုက်လို့ဒီအောက်ကဝယ်စားမှိန်သွားမျိုးလည်းမရှိဘူးပေါ့နော်pattern တစ်ခုလိုမျိုးဖြစ်အောင်ဒီ on piece က piece တွေအကုန်လုံးဖန်တီးထားတယ်တစ်ထည်နဲ့တစ်ထည်ထပ်လိုက်ရင်လည်းဘယ်လိုခန္ဓာကိုယ်ရဲ့ထူထူနဲ့ဒီလှုပ်ရှားသွားလာတာခက်သွားမျိုးလည်းလုံးဝဖြစ်မသွားဘူးဘယ်ချိန်ထပ်ဝယ်ရှိပြီးသား piece တွေနဲ့လည်းတွဲလို့ရတယ်လို့တစ်ထည်ချင်းလည်းဝင်လို့ရတယ်အဲ့တော့ဒီ on piece piece တွေအကုန်လုံးကဒါ ecosystem တစ်ခုလိုဖြစ်သွားတယ်ပေါ့on piece ကို2013ခုနှစ်တုန်းက Paris မှာစပြီးတော့ debut လုပ်တယ်debut ပွဲမှာဆိုလဲပုံမှန် model show တို့ဒီမျက်နှာသေးကြီးတွေနဲ့လမ်းလျှောက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ model တွေကဒါပြေးလွှားနေတယ်တချို့ဆိုကနေတယ်တချို့ဆိုလဲဒါကျိုးတန်းတွေပါလွှဲနေကြတယ်ပေါ့နော်အမျိုးစုံပဲနောက်တစ်ပွဲဆိုလဲဒါပန်းညံထဲမှာလုပ်တယ်အဲ့လိုမျိုးပဲခဏလိုပြေးလွှားနေတဲ့ပုံစံမျိုးတွေကနေနေတာတွေနောက်ဒီအဝတ်စားတွေကပေါ့နော်ခန္ဓာကိုယ်ပေါ်မှာဘယ်လို move လုပ်နေလဲဆိုတာကိုအဓိက highlight လုပ်ပြီးပြသွားတယ်ဆိုတော့ဒီ please နည်းပညာကိုသုံးပြီးတော့ဒီ1992ခုနှစ်ဘာစီလိုနာအိုလံပစ်ကဒီလစ်သူနီးယားနိုင်ငံအတွက်လည်းဒါ team uniform တွေဖန်တီးပေးခဲ့ပူတယ်on piece ကဒီ modern menswear လောကကိုဘာ celebrity ရဲ့ influence မှာမပါဘဲနဲ့transform လုပ်ခဲ့ပေါ့နော်ဆိုတော့ comfortable ဖြစ်ဖို့က casual ဖြစ်စရာမလိုဘူးဆိုတာကိုလည်းလုံးဝ proof လုပ်သွားတယ်ပုံမှန်ဆိုရင်တော့ဒီ Burmese type ကနေ sneaker တွေ streetwear culture တွေအကြောင်းပြောလို့ရှိတာဒီတစ်ခေါက်တော့ on piece ရဲ့ဒီ fashion ဆိုတာဒီရှုပ်ထွေးမှထူးခြားတာမဟုတ်တဲ့အကြောင်းအားလုံးနဲ့ပြန်ပြီးတော့ sharing လုပ်ပေးခဲ့တယ်ပါတကယ်တော့အခုခေတ်ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ modern life ကဖြစ်ပျက်တာတွေတအားမြန်တယ်ကျွန်တော်တို့ခီးသွားရတယ်လှုပ်ရှားတာတွေလည်းအများမြန်တယ်တနေ့နေ့လောက်ရတာတွေကအများများတယ်ဆိုတော့ Istimiyaki ကဒီလိုအပ်ချက်တွေကိုစဉ်းစားချင်းနေပြီးတော့ကျွန်တော်တို့ဘောင်ထဲကနေဝတ်ဆင်ရတာထက်ကိုယ့်အတွက်ဒီဝေစားလိုက်ပြီးတော့လှုပ်ရှားပေးနိုင်တဲ့ဒီ on piece တွေ bleeding ကိုပေါ့နော်ဖန်တီးခဲ့လို့ပြောလို့ရတယ်ဆိုတော့ကိုယ့်အတွက်စဉ်းစားပေးထားတဲ့ဝေစားကstyle တစ်ခုဆိုတာထက်ပိုပဲပေါ့နော် quality of life ဆိုတာဖြစ်လာတယ်ပေါ့နော်ကျွန်တော်ကပြောခဲ့တဲ့ဒီ on piece ရတာ man ယောက်ျားလေးတွေအတွက် please ပေါ့နော်အမျိုးသမီးတွေအတွက်ဆိုရင်လည်းဒါ please ရှိရဲဆိုတော့ကိုနဲ့ဘယ်လိုရှိရဲကိုနဲ့ပေါ့နော်ဒီဝက်ဆိုက်ရဘယ်လိုရှိရဲဆိုတာကိုစမ်းဝစ်ကြည့်နေတယ်ဆိုရင်တော့ဒါ Amquatia မှာမျိုးသားဘောမျိုးသမီးဘောနှစ်ဆိုင်လုံးရှိလို့ဒါသွားစမ်းကြည့်လို့ရတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်